Nhện đôi lá đầu của mưa thay ta lâu đại ca u chiều loan tâm ý lâu đại ca mà cho thế thế quen mi ta cứ thôi lâu đó mấy cái là quên là nhân số choတရားတော်တဲ့ပြိတ္တရဲ့ဗာတရားလူရဲ့သဘောတရားတွေဟာဉာဏ်ပါမလို့ဒီလိုအဓိပ္ပာယ်ရတယ်ဟုတ်လားဒါကြောင့်အလှသဘောဉာဏ်စောကြောဆိုတဲ့တရားတော်ကိုမဟောကြားသေးနေဒီတရားတော်ရဲ့ပိုင်ရှင်ဖြစ်တဲ့သုံးလောကထွတ်တန်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာဥဒနာတကွအလုံးစုံလူရှင်လူမပေါင်းတဲ့တကွတရားနာကြမယ်ပြိတ္တပေါင်းတော်ကောင်းတို့တွေကလက်အုပ်ချီမိုးပြီးတော့ရှ िख ိုးလိုက်ကြရအောင်နဲ့အာယုံယူထားကြပါသံဃာဝနမေသာရံယောဘဝေအောင်တော်ချမ်းသောဘဝတော်မြတ်ပြည့်စုံတော်မူသောအရှင်တရားရှင်ကိုယ်တော်မြတ်ခြင်းပေသံတော်ကိုယ်တိုင်ကလည်းပဲကိလေသာမိသောငြိမ်းငြိမ်းတော်မူခဲ့ပါလေသန္တာဘာဝယဝေလေမြတ်စွာတတ္တဝါပေါင်းတို့အလဘကိလေသာမိခြင်းဝေအောင်ဓမ္မကိလေသာငြိမ်းချမ်းတရားကောင်းတို့တေတိနမညာမနာဟောကြားတော်မူခဲ့ပါ၏သာသနာမရိယမရိမမရိဝေရသောယသာသနာညမသောတပိသောတပိသောမတော်သေသာရဏရောင်ဆဒုနာဘုမြေခဥနိုင်ကြလေဘောနေဝနာမေကာယဝစေမနောချီလေဧဝံကလေးညောလျောလဲဆရာထိမမောရဲ့ရှိခလိုက်ပါပေ၏မြတ်စွာဘုရားဘယ်အလုံးပြိတ္တရဲ့တရားတော်ကိုမိမိတို့ဣတိဟာပုတ်မြတ်တယ်လို့ထိုင်ပြီးတော့နာကြားနိုင်ပါလေဒီနေ့အလုံးသောအလွတ်ရှင်အလွတ်မှများနဲ့တကွရဟနာကြမယ်ပြိတ္တပေါင်းသူတော်ကောင်းတို့တွေနာကြားရမယ်တရားကအလိုရဲ့သဘောဉာဏ်စောကြောတရားတဲ့ဆိုတော့တရားရဲ့ခေါင်းစဉ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်နားထောင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီကအမှုထားပြီးတော့ပြုလုပ်တဲ့ကုသိုလ်မင်္ဂလာပွဲဟာတနေ့ရောက်လာတော့လည်းပဲဒီလိုအလုပ်ပွဲကြီးတွေကတစ်ခါပြုလုပ်ဖို့ရအတွက်အလုံးအမတန်မှခရင်လေနှစ်နေ့ရောက်လာတဲ့အခါကျတော့လည်းဒီလိုကုသိုလ်ပြုလုပ်ဖို့ရကလည်းအလုံးအမတန်မှခရင်နေဒါကြောင့်ခရင်တဲ့အလုပ်ပွဲတစ်ခုကိုဒီနေ့ပြုလုပ်ရတဲ့အတွက်ကြောင့်နဲ့လူပေါင်းလူနေမိမိတို့လူတတ်တွေကကြောချပေးမှဖြစ်ပါတယ်ဒါကြောင့်သူချောလုံးတို့တော်လေးလေးဝိုင်းတော်မိသားစုတွေကလည်းပဲအာယုံတရားစိတ်မပြားပဲနဲ့ထောင်လားဆိုင်ပြီးတော့နာကြမယ်ဆိုရင်ငါတို့တည်းပြုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာတနေ့တစ်ခါပြုဖို့ရအတွက်အလုံးအမတန်မှခရင်လေတို့တလူဘွဲကြီးပြုခွင့်ရတဲ့အချိန်ကာလလေးမှာတော့သူကောင်းမွန်စွာဖြင့်နာကြမယ်လူတတ်အောင်တို့ဘယ်လိုသိရမယ်ဘယ်လိုကျင့်ရမလဲဆိုတာကိုဒါကိုအာယုံပြုပြီးတော့နာကြမယ်ဆိုရင်အလုံးအမတန်မှကောင်းမွန်တော့ပြိတ္တရဲ့ဟုတ်လားဒါကြောင့်ဒီနေ့ဦးဇင်းတို့ပြိတ္တပေါင်းတော်ကောင်းတို့တွေကမိမိတို့ရဲ့ရင်နဲ့သေချာသာယရဏသူတော်ဘာတို့ရဲ့ရင်နဲ့သေချာသာယရဏတို့ကိုဘုရားဘဂဝါသာသနာတော်တွင်တော်သွန်ချင်းမြင်တဲ့အလိုတော်မင်္ဂလာပွဲကဘုရားရဲ့ရှင်ပြုအလိုမင်္ဂလာပွဲဟုတ်ရဲ့လားအဲဒီကရှင်ပြုအလိုတော်မင်္ဂလာပွဲမှာရှိကမျိုးစရာပြိတ္တရဲ့အပင်ပေါက်လာပင်ပေါက်လာညာတော်လည်းပဲအတိအရွယ်တွေပြုံးပြုံးဖြိုးဖြိုးနဲ့ရှိပါအောင်မလားရှိပါဘူးဗျာမျိုးစိမှန်လို့လားမမှန်လို့လားဒီကိုလည်းပဲဥချိုးလေးတော့တော်တဲ့ဝင်တော်မိသားစုတွေကအာရုံနဲ့ဒီနေ့မှတစ်ခါတဲ့ကလမတချိန်စသည်အပြင်အလုံးအမတ္တမပြုနိုင်ခဲ့တဲ့ရှင်ပြုအလိုတော်မင်္ဂလာပွဲကြီးပြုလုပ်နေတဲ့အချိန်ခါမှာမိမိဘက်ကမျိုးစိနဲ့တူတဲ့ကိုချင်းသီလလုံးပါစေ။ဘာလုံးရမလဲ။ကိုချင်းသီလပါဗျာ။ကိုချင်းသီလနဲ့လုံးမယ်ဆိုလို့ရှိရင်မြတ်စွာဘုရား
မဟာဗလံကြည်ခြင်းများတဲ့အကျိုးတို့တရားတို့လည်းပဲလပတိရနိုင်ပါလေတဲ့ကိုချင်းတရားတွေနဲ့ပြည့်စုံမယ်ဆိုလို့ရှိရင်ရရှိမဲ့အကျိုးတရားတွေကပရိသတ်ရဲ့နည်းနည်းလားများများလားများများပါဗျာဘာဖြစ်လို့များများရကိုချင်းကောင်းလို့ရမှာလားနည်းနည်းရမှာလားအေးဘာလို့ဘုရားရှင်ဟောလည်းပဲဒီပုဂ္ဂိုလ်ရဲ့ကိုချင်းသီလကပြည့်လို့လားမပြည့်လို့လားပြည့်လို့တဲ့ဟုတ်လားဘုရားရှင်ကိုယ်တော်မြတ်ရဲ့သင်ဟောတော်လည်းပဲဒီပုဂ္ဂိုလ်တရားတို့တွေမရပါတခြားတော့ဆရာတော်တွေဟောပြန်တော်လည်းပဲဒီပုဂ္ဂိုလ်တရားတို့တွေရနိုင်ပါမလားဒါပြင်ယံပရိသတ်ရဲ့မိမိဘက်ကကိုချင်းသီလလေးနဲ့ဒါခိုင်လုံမယ်ဆိုလို့ရှိရင်ရှင်သာမဏေလေးကဟောလို့ရှိရင်ကိုဒီပုဂ္ဂိုလ်တရားမရနိုင်ဘူးလားအေးနည်းနည်းရမှလားများများရမှလားများများရမှာပါဒါကြောင့်ကိုချင်းသီလနဲ့လည်းပဲပြည့်စုံပါစေ။ဘာနဲ့ပြည့်စုံဘယ်လိုကိုချင်းသီလနဲ့ဆိုလို့ရှိရင်မိမိတို့တွေဘက်ကကိုချင်းသီလတွေချွေရင်သွားမယ်ဆိုလို့ရှိရင်ဉာဏ်ကတော့ပြိတ္တရဲ့အာနေတဲ့ဉာဏ်ဖြစ်မလားအာများတဲ့ဉာဏ်ဖြစ်မလားအာနေတဲ့ဉာဏ်နဲ့ဖြစ်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဒီနိဗ္ဗာန်ဆိုတဲ့ကနိဗ္ဗာန်ဆိုတဲ့တရားနိဗ္ဗာန်ကိုရောက်နိုင်ပါမလားမရောက်နိုင်ပါဘူးဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအလိုတကုပြုလို့တော်မယ်ဆိုလို့ရှိရင်အာများတဲ့ဉာဏ်ပါရမှာပါတဲ့ဘာပါရမှာအာများတဲ့ဉာဏ်ကဝိပဿနာဉာဏ်ဘာဉာဏ်မလဲဒီဝိပဿနာဉာဏ်နဲ့ဘာမှဆိုလို့ရှိရင်အဲဒီကဝိပဿနာဉာဏ်လေးဥဒိမှာတင်ပြီးခေါ်ရတဲ့ပြုလို့ရတဲ့ကုသိုလ်ကောင်းမှုတို့ကုသိုလ်ကောင်းမှုတို့သည်ပြုလို့ရတဲ့အတွက်ကြောင့်တရားရောက်မှလားနိဗ္ဗာန်ရောက်မှလားဒါဖြင့်အလိုတကုပြုတာကတရားလိုချင်လို့လားနိဗ္ဗာန်လိုချင်လို့လားဒီနိဗ္ဗာန်လိုချင်ရတဲ့ပုဂ္ဂိုလ်များကအာများတဲ့ဝိပဿနာဉာဏ်ပါအောင်ကြိုးစားဖို့မလိုဘူးလားဒါဖြင့်အလိုပြုတိုင်းလူတိုင်းမှာအတ္တိကပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာအတ္တိကပုဂ္ဂိုလ်အလွတ်ရှင်အလွတ်မတို့ရဲ့နှလုံးသားထဲမှာဝိပဿနာဉာဏ်ပါဖို့မလိုဘူးလားဝိပဿနာဉာဏ်ပါတယ်ဆိုလို့ရှိရင်ဒီအလွတ်ရှင်အလွတ်မတို့ရဲ့နောက်ဆုံးပိတ်သွားရကပရိသတ်ရဲ့တရားလားနိဗ္ဗာန်လားနိဗ္ဗာန်မှာတဲ့ဟုတ်လားဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘုရားသာသနာတရားသာဝေသံတံဘောညမௌဓမ္မဒုံလဗန္တိကသတ္တယဘောင်သိမ့်သေးရဗန္တိနောဘုရားသာသနာတရားသာမယမြတ်စွာစိတ်သေးရာဤသာသနာအမွေကဧကံစေတဖြစ်သောဝိသေသံပစ္စယလောကကုသိုလ်တဲ့ဘုံဘောဆံပြလွန်ထူးကြသောဘုံရမௌဓမ္မအကျော်မြင်သေးသာသနာအမွေကကုသိုလ်ကြီးကိုထေရမန္တရာခိုင်နေလာစွာသနာတရာဖြင့်ဘောခြင်းငြိမ်ခံရာမြောင်ကြလာစွာဗန္ဒီသောကြောင့်ပြုမြင်သည့်ပညာရှိသောပုဂ္ဂိုလ်သည်သိသိရာ၏သောနေစီမှုပွားများအားထုတ်လိုက်ကြရာသတည်းဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာတော်ကြီးကအလွန်အင်မတန်မှပြည့်မြတ်လာပါတယ်။ပုံညမௌဓမ္မဝိသေသပစ္စယလောကကုသိုလ်တဲ့ဘုံဘဆံပြလွန်ထူးကြသောပုံညမௌဓမ္မအချောမြတ်သည့်သာသနာအမွေခံကုသိုလ်ရှိကဒီနေ့ဥချိုလွယ်တို့တော်တေတေဝဲတို့ပြုလုပ်နေကြတဲ့ကုသိုလ်ဝဲကြီးဟာတခြားသောနေ့တွေကပြုလုပ်တဲ့ကုသိုလ်နဲ့တူရဲ့လားမတူပါဘူးတဲ့။ဘာဖြစ်လဲဆိုလို့ရှိရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကမိမိတို့ရရင်နဲ့ဖြစ်တဲ့သာသတ္တဘာဘရရင်နဲ့ဖြစ်တဲ့သာဗုဒ္ဓတို့ကိုဘုရားဗုဒ္ဓဘဂဝါသာသနာတော်အတွင်းသို့သွင်းချီးမြှင့်တဲ့အလှတော်မင်္ဂလာပွဲကြီးကအလွန်အင်မတန်မှမြင့်မြတ်တဲ့အလွန်အင်မတန်မှကြီးကျယ်မြတ်တဲ့အတွက်ကြောင့်တခြားနေများပြုလုပ်တဲ့အလှနဲ့မတူတာပါတဲ့ဟုတ်လားအဲလိုထူးခြားတဲ့အလှဝါကြီးပြုလုပ်နေတဲ့အချိန်မှာထူးခြားတဲ့အသိဉာဏ်လေးတွေများထည့်ပြီးတော့ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဒီအလွတ်ရှင်အလွတ်မပေါင်းတော်ကောင်းတို့တည်းပြုလုပ်ရတဲ့
အလူတော်မင်္ဂလာပွဲကြီးကလည်းပဲပြုလုပ်ကြနတ်ပါလေတဲ့ဟုတ်လားဒီကိဒီကရဲမှာအမျိုးမျိုးအပုံပုံတွေပြိဿရဲ့တွေ့နေချရတယ်နော်မိမိတို့ကအလူလေးလူရတဲ့ကုသိုလ်ကောင်းမှုတွေတွေ့ကြတယ်မိမိတို့ရဲ့သာသူတော်ဘာတို့ရဲ့သာရှင်းပြပရိက္ခဆိုရင်ဆိုရင်သာသနာပေါင်းရှင်တို့တို့တွင်ရှင်းနေကြတယ်သို့ပေမဲ့လို့အဲ့ဒီကအလူရှင်တွေကိုကြီးလိုက်တဲ့အခါကျတော့အစကောင်းတယ်မဲ့လို့အနှောင်းကြတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်ရှူးသွားတတ်တယ်ဟုတ်လားအစကောင်းလို့ရှိရင်အနှောင်းဘာဖြစ်လဲသေချာရမယ်ဘာဖြစ်ရမလဲအစကောင်းရင်အနှောင်းသေချာရမယ်ဘုရားလည်းတော်တေဝဝိနောမိသားစုတွေအာငါတို့တည်းရှင်ပြုအလိုတော်မင်္ဂလာဝတ်ကြီးကျင်းပတော်မယ်ဆိုလို့ရှိရင်ဟိုးရေတော်ဝိကရေကနေပြီးတော့ငါတို့ပဲအချိန်မှတို့အလိုလောက်မယ်ဘယ်နေ့မှရှင်ပြုအလိုတော်မင်္ဂလာဝတ်ကြီးပြုလုပ်တော့မယ်ဆိုလို့ရှိရင်စုရဆောင်ရတာပြိဿကြီးဟုတ်လားအလိုရဲ့အပေါ်မှာဉာဏ်လေးများမသွင်းနိုင်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့အလိုဟာပြိဿရဲ့အားနည်းတဲ့အလိုဖြစ်မလားအားများတဲ့အလိုဖြစ်မလားအားနည်းတဲ့လူဖြစ်မှာပါဒီအားနည်းတဲ့အလိုဖြစ်သွားတတ်ပါတယ်ဒါကြောင့်မို့လို့အားနည်းတဲ့အလိုမဖြစ်ရလေအောင်ဝိပဿနာဉာဏ်လေးနဲ့ဆင်ခြင်ပါတဲ့ဟုတ်လားဘယ်အနေသွားကလည်းပဲတရားနေတာတော့ဒီလိုတဲ့အလိုနဲ့လည်းပဲမတူပါဘူးတဲ့မိမိတို့ရဲ့သားလေးကိုဒီချင်းနဲ့နိုင်ဖို့ရအတွက်ပေကံလူဒန်းလိုက်ပြီဆိုတာကလည်းပဲအောကွယ်ရတခုပဲတဲ့ဟုတ်လားအောဘုံမကောင်းဘူးလားအေးမပြောင်းမယ်ဆိုလို့ရှိရင်မိမိတို့ရဲ့သားကလေးမိမိတို့ရဲ့သမီးကလေးတွေကိုဒီနေ့ဦးဇင်းတို့အဲ့မဲ့ဆိုလို့ရှိရင်ဥချိုးလင်းတို့တော်တေဝင်းတို့ပြုလုပ်ရတဲ့အတွက်ကြောင့်နေဒီကုသိုလ်ကောင်းမှုတွေကတခြားပို့မှလားနိဗ္ဗာန်ပို့မှလားဒါဖြင့်အနိစ္စအလလာကရှာဝေစုဆောင်လာတဲ့စီဝါဥစ္စာယရနာရှင်ငွေတွေတဲ့သမီးစနီမယပစ္စည်းဥစ္စာတွေရအပေါ်မှာငါသွားပြီးတော့မရောလိုက်ပါနဲ့တဲ့။ဘာမရောနဲ့။အပေလေးပါးချတာကသာသမီးကချတာလားငါကချတာလားငါကချတာအဲ့ဒီကငါကြောင့်ခက်တာဘုရားကြောင့်ခက်တာလားနင်းတို့ကြောင့်ခက်တာလားငါကြောင့်ခက်တာလားငါကြောင့်ခက်တာငါကအပေချတာလားသာသမီးကအပေချတာလားဒါဖြစ်ရင်ပြိဿရဲ့အဋ္ဌိကငါကြီးကိုဘေးဖယ်ထားလိုက်တဲ့ဘာလို့ဘေးဖယ်ထားအဲ့လိုဒီလိုရည်ရည်တွေထားတဲ့ကအဋ္ဌိကငါကိုဘေးဖယ်ထားလိုက်တဲ့အခါကျတော့ဒီသားလေးဘယ်ထဲရောက်သွားသာသနာတဲ့ကိုရောက်ပြီဘယ်ထဲရောက်ပြီလဲသာသနာတဲ့ကိုရောက်သွားပြီသာသနာတွင်သာဖြစ်သွားပြီဘာဖြစ်သွားလဲသာသနာတွင်သာဘာတွင်သာလဲသာသနာတွင်သာအဲဒီကသာတွေကိုအကြောင်းပြုပြီးတော့အလွတ်ရှင်လုံးမပေါင်းတော်ကောင်းတော်တွေကလည်းပဲသာသနာရဲ့ဖခင်သာသနာရဲ့မိခင်တွေကဖြစ်မသွားဘူးလားအေးသာသနာရဲ့မိခင်သာသနာရဲ့ဖခင်ဖြစ်သွားပြီဆိုလို့ရှိရင်သာသနာတော်ကြီးနဲ့ကနိစ္စမသွားဘူးလားသာသနာတော်ကြီးနဲ့လည်းပဲနိစ္စသွားတယ်လို့နိဗ္ဗာန်ကြီးနဲ့ကပရိသတ်ရဲ့နိလာသလားဝေလာသလားနိဗ္ဗာန်နဲ့လည်းပဲနိလာပါလေတဲ့ဗျာဟုတ်လားဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကဤကွာတဲ့အလုံးစုံပရိသတ်ပေါင်းသူတော်ကောင်းတို့တပည့်လူတန်းလိုက်မယ်လူတော်မယ်ဆိုလို့ရှိရင်တဏ္ဍာသဒိဋ္ဌိမာနောတေဝတ္တံဒိဋ္ဌိလိသံဘဝေတဲ့တဏ္ဍာသချစ်ခင်ဆုံးမဲနဲ့တတတဲ့လောဘတဏှာ၎င်းဒိဋ္ဌိနာပေါင်းပြန်ယူမတတ်တဲ့ဒိဋ္ဌိ၎င်းမာနောသာတောင်းလွှမ်းမောင်ကြွားတတ်တဲ့မာနတရား၎င်းအဲဒီကတဏှာတရားရဲ့မာနတရားရဲ့ဒိဋ္ဌိတရားရဲ့ကဒီနေ့ဦးဇင်းတို့ပြိဿပေါင်းတော်ကောင်းတော်တွေအလုရှင်အလုမပေါင်းတော်ကောင်းတော်တွေကို30ဘုံတန်တရာကြီးတွေကနေပြီးတော့လွတ်ထွက်မတော်နိုင်အောင်အန်စီပြီးတော့ထားနေတာကိုဒီနေ့ဦးဇင်းတို့ပြိဿပေါင်းတော်ကောင်းတော်တွေကဟုတ်ပါနဲ့ဒီလိုကိုပြောနေကြဘူးလားပြောနေကြပါလေတဲ့။ဘာတွေနဲ့ပြောတယ်တဏှာနဲ့ပြောတယ်မာနနဲ့ပြောတယ်ဒိဋ္ဌိနဲ့မပြောဘူးလားတဏှာမာနဒိဋ္ဌိတရားတွေကသန္တရာတွေကိုလက်အောင်လက်ချင်လို့မလို့ဆွဲဆောင်လို့မနေဘူးလားဘေသေတနာမာနဒိဋ္ဌိတရားတွေကဆွဲဆောင်လိုက်တဲ့အခါကျတော့ဒီနေ့ဥဒ္ဒနာပရိသတ်ပေါင်းတော်ကောင်းတို့တွေက
ပြောမွေ့နေကြပါတယ်ပြောမနေကြဘူးလားဧသားနဲ့ပြောသမီးနဲ့ပေါ်ပြောပစ္စည်းနဲ့ပြောမြင်းနဲ့ပြောမြင်းနဲ့ပြောဒီလိုကပြောမနေဘူးလားအဲဒီလိုပြောနေကြတဲ့ပုဂ္ဂိုလ်တွေကပြိဿကြီးတရားလွတ်ထွဲဖို့ဆိုတာကိုလွယ်ရဲ့လားမလွယ်ပါဘူးဒါကြောင့်ဘယ်ရှင်ကောဉာဏ်လေးကအလိုတကူပြုတော်မယ်ဆိုလို့ရှိရင်မိမိတို့ဝိပဿနာဉာဏ်လေးဝိပဿနာဉာဏ်လေးတည်းအားဖြင့်အများတဲ့ဉာဏ်လေးပါအောင်လေပြုလုပ်ပါလို့ဘုရားရှင်ကိုရောမြတ်ကြီးကမတိုက်တွန်းဘူးလားတိုက်တွန်းပါအဲ့ဒီကဉာဏ်လေးနဲ့များပါမယ်ဆိုလို့ရှိရင်မိမိတို့ဘုရားရှင်ကိုရောပညာကြီးမပြောနဲ့ခုနှစ်နှစ်အရွယ်ကိုရင်ရှင်သာမဏေလေးကတရားဟောလို့ရှိရင်တော့တခြားရမလားနိဗ္ဗာန်ရမလားနိဗ္ဗာန်ရပါပါလို့ဉာဏ်ပါလို့ဘာပါလို့လဲအေးဉာဏ်ပါလို့မို့လို့နိဗ္ဗာန်ကိုရတာတဲ့ဗျာဟုတ်လားဒါကြောင့်လည်းဘုရားရှင်တဲ့တော်ခါတော်ကအလုံးမလေးဘုံဆောင်နေတဲ့ယဟန်တော်ကြီးမှာဥစွာပရမတဏှာတရားလည်းမရှိဘူးလားရှိပါဗျာမာနတရားရောမရှိဘူးလားဒိဋ္ဌိတရားရောမရှိဘူးလားအေးတဏှာတရားတွေကလည်းရှိတယ်မာနတရားတွေကအဲဒီကသဘောတူပဲမှာငါလောက်စညာတတ်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးကွာဆိုတဲ့မာနတွေတဲ့ငါလောက်မှတရားမဟောတတ်ဘူးငါလောက်မှသာမတတ်ဘူးဒီပုဂ္ဂိုလ်တွေငါလောက်မှမပြောတတ်ဘူးဆိုတဲ့ဒိဋ္ဌိတွေကဝင်နှောက်ရှက်မယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်တရားကြားပါမလားမရပါဘူးဗျာဒီကုလည်းရှိတယ်ဒီတကယ်သုံးခေါ်တော်ကိုဆောင်နေတရားတော်ဒီနောက်ဆုံးပဲခုနှစ်နှစ်အရွယ်ရှိမိဘက်ကိုအရင်ဥစွာပထမကြည်လိုက်ပါတဲ့သူတစ်ပါးဘက်ကိုအရင်ကြည်ရမှာလားကိုယ့်ဘက်ကိုအရင်ကြည်ရမှာကိုယ့်ဘက်ကိုကြည်ရမှာဗျာဒါပေမဲ့ဦးဇင်းတို့ပြိဿပေါင်းတော်ကောင်းတို့တွေကနန္ဒမောတာလက်ရောက်ပြီဆိုလို့ရှိရင်သူတစ်ပါးကိုအရင်မြင်လာလားကိုယ့်ကိုအရင်မြင်လာလားကိုယ့်ကိုအရင်မြင်လာပါဗျာကိုယ့်ကိုအရင်ကြည်လာလားသူတစ်ပါးကိုအရင်ကြည်လာလားသူတစ်ပါးကိုအရင်ကြည်လာဟုတ်လားငါကပါလေငါကတော့ကိုချင်းတင်ငါပြန်ပြီးတော့နေဖို့မကောင်းဘူးလားဟုတ်ပါဗျာငါအသုံးမကျတာကိုငါကြည့်ပါဟုတ်လားသူတစ်ပါးအသုံးမကျတာကိုငါတော့မသိနဲ့သိစရာအကြောင်းရှိဟုတ်ရဲ့လားသူတစ်ပါးအသုံးမကျတာကိုကြည့်ရမှာလားငါအသုံးမကျတာကြည့်ရမှာအသုံးမကျတာကြည့်ရမှာဒီနေ့ဦးဇင်းတို့ပြိဿပေါင်းတော်ကောင်းတို့တွေသံဃာတလျှောက်ဒီမှာကြည့်လိုက်တဲ့အခါကျတော့ဒုက္ခတွေနဲ့တွေ့နေတာသူတစ်ပါးအသုံးမကျလို့လားငါအသုံးမကျလို့လားအသုံးမကျလို့ပါဗျာဒါဖြင့်ဒုက္ခရောက်တာကလည်းပဲငါဟုတ်လားအပင်လေးပါချပေးတာကလည်းပဲဘူးလေမှန်ပါဗျာအဲဒီကငါသားလေးကိုချစ်တယ်ဆိုတာကတော့သမီးလေးကိုချစ်တာဆိုတာကတော့ပစ္စည်းနာကမခွာနိုင်တာကတော့ဒါဖြင့်တခြားရောက်ပါလားအပေရောက်ပါလားဘယ်သူကပို့တာပါလဲဒါဖြင့်အဲ့ဒီကငါးကြောင့်ခက်တာဘယ်လိုကြောင့်ခက်တာငါးကြောင့်ခက်တာဒါဖြင့်တခြားပုဂ္ဂိုလ်တွေကိုကြည်ရမှာလားငါ့ကိုငါကြည်ရမှာလားငါအသုံးမကျတာ